ဒီနေ့မှာတော့ PUBG Mobile ရဲ့ collaboration နဲ့အကြောင်းနဲ့လာမယ့် collaboration နဲ့အကြောင်းကိုပြပြပေးချင်တာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။ Kogan Esports လည်းအားလုံးကြိုဆိုလိုက်ပါ။ဒီနေ့မှာတော့ brother တို့ကိုကျွန်တော်အစပြောခဲ့သလိုပဲ collaboration နေနဲ့ကျွန်တော်တို့လာမယ့် collaboration နဲ့အကြောင်းကိုပြပြပေးချင်တာဖြစ်ပါတယ်။ PUBG အနေနဲ့ကျွန်တော်တို့ enemy တွေဖြစ်တဲ့ကျွန်တော် Dragon Ball, Jujutsu Kaisen, Spy X Family, ကျွန်တော် Attack on Titan ဆိုရဲကျွန်တော် enemy တွေနဲ့ကျွန်တော်တို့တော်တော်ကြီးများများ collaboration လုပ်ပြီးပါပြီ။ပြီးတော့ရုပ်ရှင်နဲ့ entertainment မှာလည်းကျွန်တော် Spider-Man No Way Home, Godzilla vs King Kong, The Boy and Arcane ဆိုရဲ movies တွေနဲ့လည်းကျွန်တော်တို့တော်တော်များ collaboration လုပ်ပြီးပါပြီ။ပြီးတော့ဂီတအနည်းပညာရှင်တွေများထဲမှာလည်းကျွန်တော် Blackpink လို့ Worldwide မှာနာမည်ကြီးရဲ့ကျွန်တော်တို့သင်းဆိုဖွဲပြီးွားရင် Alan Walker လို့ Carl J လို့ကျွန်တော်တို့နာမည်ကြီးအစတော်တွေနဲ့ collaboration လုပ်ပြီးပါပြီ။ပြီးတော့ကျွန်တော် super car ကြီးကြည့်မယ်ဆိုရင် McLaren, Lamborghini, Ferrari, Bugatti, Shelby by America, Aston Martin ကျွန်တော် Koenigsegg လို့ကားတွေလည်းကျွန်တော် collaboration လုပ်ပြီးသားဖြစ်ပါတယ်။အပိုင်းမှာလာမယ်ကျွန်တော် enemy တွေကတော့ Shakamoto Days နဲ့ကျွန်တော် Danan ဆိုရဲ enemy ကားတွေလာဖို့ရှိပါတယ်။ပြီးတော့ super car တွေအနေနဲ့လည်းကျွန်တော် Porsche ဒါမှမဟုတ် Koenigsegg လို့ကားတွေနဲ့ထပ်မံပူးပေါင်းမှုလည်းကျွန်တော်လုပ်မယ်လို့တော့ဒီထွက်ထားပါတယ်။ပြီးတော့ကျွန်တော်တို့ဒီ PUBG Mobile မှာမှုများကကျွန်တော်တော်တော်များများမှုတွေကတော်တော်ကြီးကိုဆော့လို့ပြန်ကောင်းလာရဲပေါ့နော်ပြီးွားရင်ကျွန်တော်မကြခင် trash တော့မယ် Spider-Man Brand New Days ကျွန်တော်တို့ဒီ Naruto Assemble စီရောပြီးွားရင်ကျွန်တော်တို့ Ferrari ကနဲ့ကျွန်တော်တို့ပြန်ပြီးတော့ collaboration တွေရှိပါတယ် brother အနေနဲ့ဒီ collaboration တွေရောကျွန်တော်ဒီခုလာမယ့် collaboration တွေရောမှာ brother အနေနဲ့ကြိုက်တဲ့ collaboration ရှိလားဒါမှမဟုတ်ဒီ PUBG Mobile နဲ့ပတ်သက်ပြီးတော့အဆင်မပြေတာတွေကျွန်တော်စိုးလို့ကောင်းနိုင်မကောင်းနိုင် graphic နောက်ပိုင်းကောင်းနိုင်မကောင်းနိုင်ရှိလားပြီးွားရင်ကျွန်တော်တို့ဒီပေါ့နော်နောက်လာမယ့် collaboration တွေအကြောင်းကိုဘယ်လိုပြင်လဲ comment မှာမှန်းခဲ့ပေးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်